နေ့ကြာထားခဲ့ခံရပြီးရှန်ဝမ်းလန်ကကောင်းထူကိုပြန်တွေ့သွားပြီပေါ့နော်ပြန်တွေ့အချိန်ရုပ်ရှင်ထဲမှာလို့ဖတ်ယုံနေပြီးအခန်းမျိုးမဟုတ်ဘူးကွာအဲ့တော့သူတို့တွေ့တဲ့အချိန်မှာဘာဆက်ဖြစ်လဲဆိုတာကိုရှေ့တစ်ပိုင်းမှာပြောပြီးသွားရောဒီတစ်ပိုင်းမှာတော့သူတို့နှစ်ယောက်တွေ့ပြီးတော့ကားပေါ်ရောက်ကြပြီပေါ့ကွယ်အဲ့တော့ကားပေါ်ရောက်သွားတဲ့အချိန်မှာကားထဲမှာဘယ်သူရှိလဲဆိုရင်ရှန်ဝမ်းလန်ရှိရယ်ကောင်းထူရှိရယ်လက်လေးရှိရယ်ပြီးတော့မြေပဲတောင်လေးရှိရယ်ပြီးတော့မြေပဲတောင်လေးကိုထိန်းပြီးတဲ့ကလေးခိန်းနဲ့ရှိရယ်ဒါပေမဲ့ပြီးတော့ကားစီရလည်းရှိမှာပေါ့ကွယ်အဲ့ခါကျတော့သူတို့မှထိုင်နေကြရောကားထဲမှာထိုင်နေကြပြီးစကားပြောဖို့အစပြောနေကြပြီဒါပေမဲ့ထိုင်နေပေမဲ့လေကောင်းထူကနည်းနည်းပေါ့နော်သူအတွေးပေါင်း1600နဲ့သူကပြည့်နေနေပြီးသူကတုံလုံးနေပြီးသူပုံစံကတုံနေတဲ့ပုံပေါက်တယ်ကွာအဲ့ခါကျတော့ရှောင်းဝမ်းလန်ထိုင်တာအဲကုန်းနဲ့ကားတွေကအဲကုန်းကများအေးလို့သူချမ်းနေရလားမသိဘူးဆိုပြီး driver ကိုသူကနေပြီးတော့အဲကုန်း shop ပေးဖို့ပြောတယ်ဒါပေမဲ့လည်းshop ပေးဖို့ပြောတယ်ပေါ့နော်ပြီးရဲ့ခါကျတော့သူကကောင်းထူရဲ့လက်ကလေးကိုကင်ပြီးတော့ပေါ့နော်စကားပြောဖို့ကြိုးစားပြီးမယ်အဲ့ချိန်မှာချက်ချင်းကောင်းထူကတုံတက်သွားပြီးတော့သူ့လက်ကိုသူပြန်ပြီးဆွဲထုတ်လိုက်တယ်ကွာဆွဲထုတ်လိုက်တဲ့အချိန်မှာရှောင်းဝမ်းလန်ကအရန်ကိုသူ့စိတ်ထဲမှာစိတ်ထိခိုက်သွားတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဟာကိုသူကပုံစံမပြဘူးမပြဘဲနဲ့ကောင်းထူကသူ့ကြောက်နေတဲ့ဟာကိုတွေ့တယ်အဲ့တော့သူ့ကိုမကြောက်စေချင်ဘူးကြောက်စေတဲ့ခါတော့သူ့ရဲ့လှုပ်ရှားမှုတိုင်းသူ့ရဲ့အပြုအမူတိုင်းသူအနူးညံ့ညင်သာဆုံးပြောင်းသူစူးစမ်းတယ်ကွာစူးစမ်းပြီးတော့သူလှုပ်ဖို့သူစူးစမ်းနေတယ်ဒါပေမဲ့လည်းတိတ်တော့မအောင်မြင်နေဘူးပေါ့ကွယ်အဲ့ခါမှာအဲ့အချိန်မှာမြေပဲတောင်လေးကလည်းဘာခေါ်လိုက်လဲဆိုတော့ဝမ်းလန်ပပပေါ့နော်သူတို့ကဘသူတွေလဲဆိုပြီးသူပြောလိုက်ရောပြောတဲ့အချိန်ကျတော့ချက်ချင်းကောင်းထူရတယ်ကောင်းထူကရှောင်းဝမ်းလန်နဲ့အဆက်ပြတ်ဖို့သူစူးစမ်းခဲ့ပေမဲ့လည်းသူချစ်ရတဲ့လူတွေနော်သူချစ်ရသူဖြစ်တဲ့အခါကျတော့သူကအဲ့လိုမျိုးပုံစံမျိုးတွေ့လိုက်တဲ့ဝမ်းလန်ကိုတရားရောက်ကအဖေလို့ခေါ်လိုက်တာကိုကြားလိုက်ရတဲ့အခါကျတော့သူရှင်ဘတ်ထဲမှာစုနှင်သွားပြီးတော့သူနာကျင်သွားရတယ်ပေါ့ကွာသူအဲ့ဟာကလည်းသူ့ရင်ဘက်ထဲမှာအဲ့လိုခံစားနေရတယ်လို့သူ့ရဲ့မျက်နှာမှာလည်းအဲ့ခံစားချက်တွေကပေါ်လွင်လာခဲ့ရှောင်းဝမ်းလာသူ့ကိုအရေးတကြီးကြည့်နေတဲ့အခါကျတော့ကွာဒီຢာတွေကိုသူတွေ့သွားခါချက်ချင်းသူကဖြည့်ရှင်းချက်ပေးလိုက်တယ်ပေါ့ဒါကမြေပဲတောင်လေးဝှားရုံရဲ့ကလေးဆိုပြီးတော့ပြောလိုက်ရောအဲ့ခါကျတော့သူကဖြည့်ရှင်းချက်ပေးလိုက်ပြီပို့ဆိုးသွားတယ်ကွာဘလို့ပို့ဆိုးသွားလဲဆိုတော့ကောင်းထူကနေပြီးတော့စိတ်ထဲမှာထင်လိုက်တာအော်ဒီကလေးကဝှားရုံကနေပြီးရှောင်းဝမ်းလန်အတွက်မွေးပေးထားတဲ့ကလေးပါလားဆိုပြီး तू ကစိတ်ထဲမှာထင်လိုက်ပြီးတော့ तू ကနေပြီးတော့congratulation ပါနော်ဆိုပြီးတော့ပြောလိုက်ရောအဲ့ခါကျကောင်းထူကသူ့ကို तू ပြန်ပြီးတော့ရိုက်ချင်သွားတယ်ကွာသိရမလား तू ပြောလိုက်တဲ့စကားအဲ့လိုအတိတ်ပဲသက်ရောက်သွားတယ်ဆိုပြီးတော့ तू ကသူ့ကိုသူပြန်စိတ်တူသွားဒါပေမဲ့လည်းသူ့ကိုသူထိန်းထားတယ်ထိန်းထားပြီးတော့နောက်ပြောမဲ့စကားလုံးတွေမှာပေါ့နော်အမားမပအောင်လို့သူစူးစမ်းတယ်ရှောင်ကျင်တယ်ပေါ့ကွယ်အဲ့လိုပုံစံမျိုးဖြစ်အောင်လို့သူပြောတယ်ပြောဖို့သူစူးစမ်းတယ်ဘယ်လိုပြောလိုက်လဲဆိုတော့ငါမင်းကိုရှာနေရကြာပြီပေါ့ကွယ်ဒါပေမဲ့မင်းကရှာလို့မတွေ့ခဲ့ဘူးဆိုပြီးသူကအဲ့လိုပုံစံမျိုးနဲ့ပြောတဲ့အခါမှာကောင်းထူကဒီလက်ကိုဖတ်ထားပြီးတော့ပေါ့နော်သူကဒီလက်အပေါ်ကိုရှမလန်နေပြီးဒုက္ခတစ်ခုခုပြီးမှသူကကြောက်တဲ့အခါကျတော့သူကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့အတိတ်ကကိစ္စတွေကိုပြောပြီးသူကတောင်းပန်လိုက်တယ်ပေါ့နော်တောင်းပန်တယ်သူ့အဖေကသူ့ကိုငွေညစ်တဲ့ကိစ္စတွေလေသူတောင်းပန်မှာပေါ့အဲ့လိုကိစ္စမျိုးမဖြစ်သင့်ဘူးပေါ့ကွယ်ဒါသူ့ရဲ့အမှားပါပေါ့သူ့ဘက်ကအမှားပါဆိုတဲ့ပုံစံမျိုးနဲ့သူပြောတယ်ပြီးတော့နောက်တစ်ခါကျတော့ပေါ့နော်အဲ့တုန်းကကလေးကိုလေပေါ့နော်သူဖျက်ချလိုက်ပါပြီပေါ့နော်ဖျက်ချလိုက်ပါပြီပေါ့နော်အဲ့တော့ဘာပတ်သက်မှုမျိုးမှဘာအချုံတော်မျိုးမှသူရှမလန်စီကိုလာချုံတော်မှာမဟုတ်တော့ဘူးအဲ့ခါကြောင့်မို့ပေါ့နော်ပြီးတော့တကယ်လို့ပေါ့နော်တခုခုပြန်ပြီးတော့သူ့ကိုပြန်ပြီးတော့လုတ်ပေးဖို့လိုအပ်တယ်ဆိုတော့သူလုတ်ပေးပါမယ်ပေါ့နော်ပေးလုတ်ပေးပါမယ်ပေါ့နော်အဓိကတော့သူနဲ့သူ့ရဲ့ကလေးကိုတော့ဒုက္ခမပေးပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တယ်ကွာပြီးတော့နောက်တစ်ခုကကျတော့ရှောင်းဝဲလာတယ်သူမိသားစုနဲ့သူရှေ့ဆက်နေပြီပဲကျွန်တော်ကလည်းပေါ့နော်ကိုမိသားစုနဲ့ကိုကျွန်တော်ရှေ့ဆက်နေပါပြီပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့မိသားစုလေးကိုမထိခိုက်ပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောလာပဲခါမှရှောင်းဝဲလာလုံးဝစိတ်ထဲမှာကွာအရန်သူနောင်နာတွေအပြည့်ရသွားကွာတည်မှာသူ့ရဲ့အတိတ်ကလှုပ်ခဲ့တဲ့လှုပ်ရက်တွေအကုန်လုံးကပေါ့နော်ကောင်းထူကသူ့ကိုဒီလိုလူမျိုးအဖြစ်မြင်စီအောင်သူ့ကိုမယုံရတဲ့လူမျိုးအဖြစ်မြင်စီအောင်လုပ်ခဲ့တယ်ဆိုတော့သူကနားလေကွာ